တူရကီနိုင်ငံအစ္စတန်ဘူမြို့မှာနေမယ်ဆိုလို့ရှိရင်အရန်ကိုအသုံးဝင်တဲ့ application ၅ခုကဘာတွေလဲအားလုံးပဲမင်္ဂလာပါ Brian ဖြစ်ပါတယ်ဒီနေ့ကတော့အစ္စတန်ဘူမြို့မှာနေမယ်ဆိုလို့ရှိရင်မဖြစ်မနေအသုံးလို့တဲ့အသုံးဝင်တဲ့ application ၅ခုအကြောင်းကိုညှဝေပေးမှာဖြစ်ပါတယ်ပထမဆုံးတစ်ခုက e-develop ဖြစ်ပါတယ် e-develop ကဘာလို့လို့ရလဲဆိုရင် student certificate တွေ download ဆွဲလို့ရပါတယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ကျန်းမာရေးနဲ့ပတ်သက်တဲ့အချက်အလက်တွေအကုန်လုံးလည်း record ရှိပါတယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့အိမ်နဲ့ပတ်သက်တဲ့ပေါ့ address registration တွေအကုန်လုံးလည်းအဲ့ဒီထဲမှာရှိပါတယ်ဒါပေမဲ့တစ်ခုသတိထားမှာဘာလဲဆိုရင်တော့ဒီဥစ္စာကိုဖွင့်ဖို့ဆိုလို့ရှိရင်အစိုးရရဲ့ post office ကိုသွားပြီးတော့ပေါ့နော် password နဲ့ဖွင့်ရပါတယ်နံပါတ်1 application က Bay Taxi ဖြစ်ပါတယ်အဲ့ဒါကတော့ဗာလဲဆိုတော့ Uber လိုမျိုးပဲပေါ့နော်သူကလည်းဒီ local ပေါ့ taxi brand ဖြစ်ပါတယ်သူ့ကိုဘာလို့အသုံးပြုတင်လဲဆိုရင်တခြားသော taxi တွေအကုန်လုံးက scammers အများများပါတယ် Istanbul မြို့က scammers နဲ့ပတ်သက်ပြီး taxi ကအများနာမည်ကြီးပါတယ်ဒါပေမဲ့ဒီ Bay Taxi ကိုအသုံးပြုခြင်းအဖြစ်ကြတော့ record တွေရှိမယ်ကိုယ့်ရဲ့ဖုန်းနံပါတ်တွေနဲ့ဖွင့်ရတာဖြစ်တဲ့အတွက်ကိုယ့်အတွက် safety ဖြစ်ပါတယ်ပြီးတော့တစ်ခါတလေမှာတစ်ခါတည်းကိုယ့်ရဲ့ငွေ amount ကိုပြထားပြီးသားဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ Bay Taxi ကအရေးကြီးပါတယ်တတိယ application က Istanbul Card ဖြစ်ပါတယ် Istanbul Card ကတော့ transportation card ပေါ့နော်သူကအဲ့ဒါရှိခြင်းအပြင် student discount တွေရနိုင်တယ်ပြီးရင် package ဝယ်သုံးလို့ရတာဖြစ်တဲ့အတွက်သူကအကြောင်း200လောက်ကိုမှလီရာ900လောက်ပဲကြာတာမျိုးပေါ့ကိုယ့်အတွက်ဈေးအများကြီးသက်သာပါတယ်နောက်ထပ်အားသာတဲ့အချက်ကကြတော့ကိုကသွားတော့မယ်ဆိုကို့မှာပတ်စံရှိမရှိကို application ထဲမှာစစ်လို့ရပါတယ် balance ကိုနောက်ဆုံးတစ်ခုကကြတော့ဘာလဲဆိုတော့ကိုကတကယ်လို့များပေါ့ကတ်လေးမိခဲ့မယ်ဆိုရင်ကိစ္စမရှိပါဘူး application လေးဖွင့်ပြီး QR pay နဲ့ပေးလို့ရပါတယ်Number 4 application က Yemek Sepete ဖြစ်ပါတယ်အဲ့ဒါကတော့စားတောင်းမှာတဲ့ application ဖြစ်ပါတယ်အပြင်မထွက်ချင်တဲ့သူတွေအတွက်အိမ်ကနေပြီးမှာလို့ရပါတယ်ဘာစကားမှပြောစရာမလိုပါဘူးကိုယ့်ရဲ့ location လေးချပြီးတော့သူတို့လာပို့ပေးပါတယ်နောက်တစ်ခုအားသာချက်ကဘာလဲဆိုတော့သူကလောင်းကြားနေပြီဖြစ်တဲ့ပေါ့နော် application ဖြစ်တဲ့ service ဖြစ်တဲ့အတွက်သူကတခြားသော competitor တွေနဲ့လည်းအများကြီးအားသာချက်ရှိပါတယ် discount တွေရှိပါတယ်ပြီးတော့အကောင်းဆုံးဆိုတဲ့ restaurant တွေကိုလည်းသူ့ရဲ့ application မှာအမြဲညွှန်ကြားပေးပါတယ်နောက်ဆုံး application က Attribution Narrative English လို့ဆိုရင် Where is my bus Okay အဲ့ဒါကတော့ဘာလဲဆိုတော့ကျွန်တော်တို့ bus ကားတစ်ခုစီးတော့မယ်ဆိုရင်ကိုယ့်ရဲ့မှတ်တိုင်ကနေကိုစီးမဲ့နံပါတ်ကဘယ်နှမိနစ်လို့သေးလဲဘယ်နှမိနစ်နေမှလာမှာလဲဆိုတာကိုကြိုကြည့်လို့ရတာဖြစ်ပါတယ်ကျွန်တော်တို့ဆိုရန်သုံးဝင်တယ်ဘာလို့ဆိုတော့ကျွန်တော်အကြာကြီး bus ကားမှတ်တိုင်မှာမစောင့်ချင်ဘူးအဲ့လိုဖြစ်တဲ့အတွက်ကျွန်တော်ကလာကန်ဒီမှသွားလိုက်တယ်ပေါ့အဲ့ဒါဆိုကွက်တိအချိန်ရပါတယ်အားလုံးပဲကျွန်တော်ပြောတဲ့ applications လေးတွေနဲ့အဆင်ပြေကြပါစေတခြားသိချင်တဲ့အကြောင်းအရာများရှိရင်လည်း comments လိုက်ရေးလို့ရပါတယ်တတာ